အားလုံးပဲမင်္ဂလာပါ Nova တို့ရဲ့နားဆင်ခံစားရင်ဖွင့်သမျှအစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်ဒီဘက်မှာတော့ Nova တို့ရဲ့တငယ်ချင်းတွေကနေပေးပို့လာတဲ့ရင်ဖွင့်စာလေးတွေကိုအတူတူဖတ်ပြီးခန်းစားနားဆင်ကြည့်ကြရအောင်ပါ Nova တို့ရဲ့ YouTube Channel ကို Like and Subscribe မလုပ်ရသေးရင်လုပ်ပေးကြပါဦးနော်အားလုံးပဲမင်္ဂလာပါ Nova တို့ရဲ့ရင်ဖွင့်စာအစီအစဉ်လေးမှာပထမဦးဆုံးအနေနဲ့ရေးသားပေးပို့လာတဲ့ရင်ဖွင့်စာအကောင့်ပိုင်ရှင်လေးကတော့ John ဆိုတဲ့အကောင့်ပိုင်ရှင်လေးပဲဖြစ်ပါတယ်ရှင် Happy New Year Happy New Year ဆိုတော့ Welcome 2026ပေါ်တော့တဲ့နှစ်သိရောက်ပြီဆိုတော့2025ကကောင်းတဲ့အမှတ်တရတွေကိုပဲမှတ်မိခြင်းနဲ့ဒါပေမဲ့လူဆိုတော့တစ်ခါတလေကောင်းတာထက်မကောင်းတာကိုအသေးဆွဲအောင်မှတ်မိနေတတ်တာမျိုးလေဘလို့ပဲဖြစ်ဖြစ်2026မှာတော့ကိုယ့်အတွက်ရောအားလုံးတက်ပါကောင်းခြင်းတွေရောက်လာနိုင်ဖို့ဆုတောင်းပါတယ်2026မှာပြောစရာအမှတ်တရတွေပိုင်ဆိုင်ခြင်းပါတယ်တဲ့ကိုယ်မလုပ်ဖြစ်မိလိုက်တာတွေနဲ့ပတ်သက်ပြီးတော့နောင်တတွေကတော့တော်တော်များပါတယ်အဲ့တဲ့ကနောင်တတစ်ခုကတော့10တဲ့နှစ်ကရေးစားစာတဲ့အကုန်မှတ်မိတာနောင်တရပါတယ်တဲ့2026မှာဘာတွေလုပ်ချင်လဲဆိုလို့ရှိရင်အမေကိုပျော်အောင်ထားခြင်းနဲ့ငွေတွေအများကြီးရှာခြင်းနဲ့ကျမရည်တွေလည်းကောင်းအောင်ကြိုးစားမယ်တဲ့ကောင်းလေးကတော့မထားသေးဘူးထိုင်းလေတယောက်တည်းထားရမှာဆိုတော့ပြင်းစရာကြီးပါတဲ့ရေပွင့်ကျင်သားလေးကတော့ဒီလောက်ပါပဲကျေးဇူးပါနိုပါရေးဆိုပြီးတော့မှရေးသားပေးပို့လာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင် Happy New Year ပါ November စီကိုအခုလိုမျိုးရင်ဖွင့်စာလေးပေးပို့ရတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်ပြောရမယ်ဆိုရင်ပေါ့နော်ဒီဘယ်သူမဆိုရင်တော့လူတိုင်းကကိုယ့်အတွက်အဆင်မပြေတာတွေကိုပို့ပြီးတော့ဘယ်လိုပြောရမလဲဆိုတော့အမြဲအမှတ်ရနေတတ်ကြတယ်အဆင်မပြေမှုတွေကိုလည်းဒီအမြဲတမ်းတွေးမနေဘဲနဲ့ကောင်းတဲ့အရာလေးတွေကိုလည်းအမှတ်ရနေဖို့အတွက် Nova တို့ကနေအားပေးချင်ပါတယ်ဒီ2026နှစ်မှာလည်းဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်လာပါစေလို့လည်းဆုတောင်းပေးလိုက်ပါတယ်ဒုတိယပေးပို့လာတဲ့ရင်ဖွင့်စာလေးကတော့ဦးလေးဆိုတဲ့အကောင့်ပိုင်ရှင်လေးကနေရေးသားပေးပို့လာတဲ့ရင်ဖွင့်စာလေးကိုဖတ်ပြပေးချင်ပါတယ်ရှင် Remote Control တာရှင်အချိန်ကြီးနောက်ပြန်ရစ်ချင်တယ်မင်းနဲ့ပတ်သက်ခဲ့တဲ့မင်းနဲ့ဘာကောက်နေရတဲ့အချိန်ကြီးကငါအတွက်အရန်ပျော်ရလို့ပါတဲ့ပြီးခဲ့တာတွေပြီးပေမဲ့မေးပြလို့ရတဲ့အရာမဟုတ်လေတဲ့ဘာလို့လဲဆိုတော့ငါအရန်မျှော်လင့်ခဲ့ရမို့ထားပါရလေNova နဲ့ပတ်သက်တာလေးတွေပြောရမယ်ဆိုရင်ပြိုင်ပွဲတစ်ခုခုလုပ်မယ်ဆိုရင်တော့ React နဲ့မလုပ်စီချင်ဘူးဥပမာအဆိုပြိုင်ပွဲဝင်တချို့အရန်ကောင်းတဲ့အတန်နဲ့ React မရတော့ဆုမရကြလို့လေဆိုပြီးတော့မှရေးသားပေးပို့လာပဲဖြစ်ပါရဲ့ရှင်ဟုတ်ကဲ့ပါရှင်အခုလိုမျိုး Nova စီကိုရှင်ဖွင့်စာလေးရောအကြံပြုပေးရတဲ့အတွက်လည်းကျေးဇူးအထူးတင်ရှိပါတယ်ရှင်အချိန်ကိုနောက်ပြန်ရစ်ဖို့ကမဖြစ်နိုင်ပေမဲ့ပေါ့နော်အနာဂတ်မှာဖြစ်လာသမျှတိုင်းကတော့မျှော်လင့်ခြင်းနဲ့ထပ်တူကြပါစေလို့Nova တို့ကနေဆုတောင်းပေးလိုက်ပါတယ်။ Virtual Receipt ပြီးလို့ရှိရင်ဒီ memories တွေကိုပြန်လဲအောင်မေ့တတိယခြင်းဟာဆိုလို့ရှိရင်လဲဘဝရဲ့ရှင်သန်ခြင်းပြရုပ်တွေလို့ပဲပြောရမှာပေါ့နော်။နောက်တစ်ခုကပေါ့နော် idol ကိစ္စနဲ့ပတ်သက်လို့ပြောရမယ်ဆိုလို့ရှိရင်ပေါ့နော် Nova တို့ကနေကျင်းပပေးနေတဲ့တချို့ပြိုင်ပွဲတွေကအကြီးကပြောအောင်လို့ဦးစားပေးတဲ့အတွက်ကြောင့်မလို့ဒီ technically ရောပြီးလို့ရှိရင် professionally အနေနဲ့ရွေးချယ်ဆုံးဖြတ်တာမျိုးမဟုတ်တာကိုတော့ဝန်ခံချင်ပါတယ်ဆိုတော့ပေါ့နော်ဒီ Nova တို့ကနေပြီးမှရှေ့ဆက်ပြုလုပ်မဲ့ event နေ campaign နေမှာဦးလေးရဲ့အကြံပြုချက်တွေကိုထည့်သွင်းစဉ်းစားပေးသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်ဒီဘက်အတွက်နောက်ဆုံးရေးသားပေးပို့လာတဲ့အကောင့်ပိုင်ရှင်လေးကတော့ James UMK ဆိုတဲ့အကောင့်ပိုင်ရှင်လေးကနေရေးသားပေးပို့လာတဲ့ရင်ဖွင့်စာလေးကိုဖတ်ပြပေးချင်ပါတယ်ရှင်အိမ်မက်ဒီနဲ့လက်တီဘွားရဲ့ဟန်ချက်ညီမှုကျွန်တော်ရဲ့ဘဝခီမှာစိတ်ကျဉ်ကျပ်မှုတွေစိုးရိမ်ပူပန်မှုတွေဆိုတာကရှောင်လွှဲလို့မရတဲ့အရာတွေပါအထူးသဖြင့်ကန်ဆာမဲ့ airdrop နဲ့ယင်းနှိမ့်ညွှန်းနှံမှုလောကထဲကိုခြေချလိုက်တဲ့အခါမှာပိုပြီးခံစားရပါတယ်ပထမဆုံးအနေနဲ့ကိုယ်ပိုင်ချိန်ကြီးအများကြီးပေးပြီးမသေးချာမရေရတဲ့ရလဒ်ကိုမျှော်လင့်ရင်ကြိုးစားနေရတာဟာတကယ်တော့မလွယ်ပါဘူးတကယ်ပဲအကျိုးရှိပါမလားဆိုတဲ့အတွေးဟာအိမ်မပြောတဲ့ညတွေကိုဖန်တီးပေးခဲ့ပါတယ်ကိုလုံနေတဲ့အရာတွေကအလကားဖြစ်သွားမှာလားဆိုရဲဆိုရင်စိတ်ကလည်းအမြဲတမ်းချောက်လန့်နေတတ်ပါတယ်တဲ့ဒါပေမဲ့ဒီခံစားချက်တွေကြားထဲမှာပဲအောင်မြင်ခြင်းနဲ့ဆိုရဲစိတ်ကအားအင်းနေပေးပါတယ် airdrop တစ်ခုရလာတဲ့အခါမှာဒါမှမဟုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုကနေအမြတ်ရလာတဲ့အခါမှာဖြစ်ပေါ်လာတဲ့ပျော်ရွှင်မှု
ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုအရာထင်လာတယ်ဆိုရက်ကျေနပ်မှုကတကယ်ကိုတန်ဖိုးရှိပါတယ်တဲ့အဲ့ဒါလို့အချိန်မျိုးတွေဟာဒီလမ်းကြောင်းကိုဆက်ရှောင်းနိုင်ဖို့ကျွန်တော်ကိုတွန်းအားပေးပါတယ်တဲ့အဆုံးသတ်အနေနဲ့ကျွန်တော်တို့ community တွေကမိတ်ဆွေတငယ်ချင်းအားလုံးကိုမှာကျင်တဲ့စကားလေးတစ်ခုကတော့စိတ်ဖိစီးမှုတွေနဲ့စိတ်ကျဉ်ကျပ်မှုတွေကိုတခြားသူတွေနဲ့မျှဝေဖို့မကြောက်ပါနဲ့ကျမတို့အားလုံးဟာအိမ်မက်တစ်ခုတည်းကိုအတူတူလိုက်ရှာနေတဲ့ညီကိုမောင်နှမတွေပါပဲတဲ့ Nova Channel ကနေကျွန်တော်တို့ရဲ့စိတ်ခံစားချက်တွေကိုဖွင့်ထုတ်ခွင့်ပေးတဲ့အတွက်လည်းအထူးပဲကျေးဇူးတင်ပါတယ်တဲ့အတူတူရှေ့ဆက်ကြရအောင် Fighting all friends ခီကကြမ်းတမ်းနေသည်တဲ့တိတ်မကြခင်တော့ရောက်တော့မှာပါ Let's go ဆိုပြီးမှရေးသားပြပို့လာရပဲဖြစ်ပါရှင်ဟုတ်ကဲ့ပါ James UMK ရေဒီစာလေးကဘောနော် airdrop နဲ့ဒီ crypto လောကတွေကလူငယ်တိုင်းရဲ့ရင်တွင်းဖြစ်ကိုအမှန်ကန်ဆုံးရေးပြထားတာမို့လို့ဖတ်ရသူတိုင်း Nova လို့လိုပဲကိုချင်းစာခန်းစားမိမှသိကြပါတယ်။ဘလောက်တောင်ပင်မန်းလဲဆိုတာကိုလည်းကိုချင်းစာမိပါတယ်။ပြောပေါ်နဲ့ဒီစူးစမ်းထားတဲ့ညတွေအရာထင်လာတဲ့အခါမှာခံစားရတဲ့ပီတိကလည်းဘာနဲ့မှမလိမ့်နိုင်တာမှန်ပါပဲ။ဒီလန်ခီကကြမ်းတမ်းနေသေးပေမဲ့ James ပြောသလိုပဲကျွန်တော်တို့ကတယောက်ချင်းရှောက်နေတာမဟုတ်ပါဘူးဒီ crypto by Nova မိသားစုကြီးထဲမှာတူညီတဲ့အိမ်မက်တွေနဲ့အတူတူရုန်းကန်နေကြရတဲ့ရဲဘော်ရဲဘက်တွေရှိနေတယ်ဆိုတာကိုလည်းအမြဲတတိရနေပေးပါစိတ်တဲကြတဲ့အချိန်တိုင်းလည်းရင်လာဖွင့်လို့ရပါတယ်အောင်မြင်တဲ့အချိန်တိုင်းလည်းအတူတူပျော်ကြပါမယ်ကြိုးစားမှုတိုင်းကအရာချင်းပြောမှအိမ်မက်တွေနဲ့လက်တွေ့ဘဝဟန်ချက်ညီညီနဲ့ပျော်ရွှင်နိုင်ပါစီရှင်ရှစ်ဆက်ရမယ့်ခီးမှာလည်း airdrop တွေလည်းအများကြီးရပါစေလို့ရဖွင့်စာလေးပေးပို့ပေးလို့ကျေးဇူးတင်ရင်ဆုတောင်းပေးလိုက်ပါတယ်ဒီအပတ်အတွက် Nova ရဲ့နားဆင်ခံစားရင်ဖွင့်သံများအစီအစဉ်လေးကတော့ဒီလောက်ပါပဲရှင်နောက်ထပ်ရင်ဖွင့်စာလေးတွေမျှော်နေရမို့လို့ Nova စီမှာလာရောက်ရင်ဖွင့်ကြပါအောင်နော်နောက်ပတ်ဒီမှာပြန်တွေ့ကြပါမယ်ဘိုင်ဘိုင်ပါ